ဒီလိုမျိုး chest တွေ shoulder တွေရဖို့ကျွန်တော်ဘယ်လို training ပုံစံလုပ်တယ်လဲဆိုတာဒီနေ့ဒီ video မှာကျွန်တော်ပြပေးမှာဖြစ်ပါတယ် What's up beast ဘာမှပိစာရှိုးသူပါတယ်ကျွန်တော်ဘာမှပိ special admin ဒေါက်တာရဲ့ဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာကချင်းမိုင်မျိုးရဲ့ body building နဲ့ပတ်သက်ရင်အကောင်းဆုံး gym ဖြစ်တဲ့ Mecca လို့ပြောလို့ရမယ် muscular ရဲ့ gym ကိုရောက်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်အခုဒီ gym မှာကျွန်တော် shoulder ကိုပို့ပြီး focus ထားမယ် push day ကိုကျွန်တော် training လုပ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဘယ်လို training လုပ်မလဲဘယ်လိုပုံစံတွေ train လဲဆိုတာကိုကျွန်တော်ဒီနေ့ဒီ video မှာပြသပေးမယ်အဲ့တော့ဒီ video ကိုဆက်ပြီးတော့ကြည့်လိုက်ရအောင် push day ရဲ့ပထမဆုံး exercise ကိုကျွန်တော်ပုံမှန်အားဖြင့်ကျွန်တော် wide raise ဒါမှမဟုတ်ရင်ကျွန်တော် Facebook နဲ့စာလေးရှိတယ်ဒီနေ့တော့ကျွန်တော်Facebook ကိုတွားမယ်ပေါ့နော် Facebook ဆိုတဲ့နေရာမှာ Facebook ရဲ့အဓိက focus ကြီးကျွန်တော်ဒီ shoulder ကိုလဲတဲ့ movement ကိုကျွန်တော် focus ထားမယ်ပြောရရင်ကျွန်တော်နောက်ဆက်သွားမယ်ကျွန်တော် push ဖြစ်တဲ့ shoulder တွန်းတာတွေ chest တွန်းတာတွေမှာပို့ပြီးတော့ training လုပ်ကြတာပို့ပြီးတော့ထိမိနေအောင်ကျွန်တော် join ကို prepare လုပ်တဲ့သဘောပေါ့နော် Facebook ကစားတဲ့အချိန်မှာအလေးအရေးကြီးတာမဟုတ်ဘူးဖောင်မှန်ရမယ်ပြီးတော့ရင် execution ဒီလှုပ်ရှားမှုတခုကိုဘယ်လိုပုံစံလုပ်လိုက်မှလဲဆိုတာပိုအရေးကြီးတယ်ပေါ့နော်ကျွန်တော်ကစားတွေ့လိမ့်မယ်ပြီးရင် rotate put apart and then rotate တူနော်ပုံမှန်ဆောက်နေရ Facebook နဲ့Facebook ပြီးသွားတဲ့ခါမှာကျွန်တော် major lift တွေအဓိကဆော့မဲ့လေ့ကျင့်ခန်းတွေကျွန်တော်စပြီပထမဆုံးကတော့မဖြစ်မနေကျွန်တော်တို့ training လုပ်ဖို့လိုတယ် dumbbell shoulder press ကိုတောင်းမှာဖြစ်တယ်အဲ့တော့ဆက်စချင်းမှာတော့ကျွန်တော်တို့ready ဖြစ်အောင်ကျွန်တော် one mat လေးလုပ်မယ် one mat ကတော့ကျွန်တော်ဆက်စချင်းမှာကျွန်တော်45ပေါင်အလေးနဲ့ပဲတိုင်မယ်ပေါ့နော် okay let's goအဲ့တော့ walking set စပြီဆိုတော့ကျွန်တော်အလေးကတော့ဒီနေ့အရန်သုံးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော် carbohydrate လည်းဖြတ်ထားတယ်ပြီးတော့ကျွန်တော် train လုပ်တဲ့အချိန်မှာကျွန်တော် fast step အစားမစားသေးဘူးလုပ်တဲ့အတွက်ကြောင့်ကျွန်တော်အလေးအများကြီးမနိုင်ဘူးကျွန်တော်ထင်တော့အများဆုံးကျွန်တော်ဒီနေ့ပေါင်90 maximum 100လောက်ပဲပေါ့နော်ကျွန်တော်နိုင်လိမ့်မယ်ထင်တယ်ဆက်စချင်းကျွန်တော်ပေါင်90နဲ့အရင်စမယ် Let's go. On go with it.တတိယတစ်ခုကကျွန်တော် chest ကိုစ train ပေါ့နော် chest မှာကျွန်တော် flat တွန်းတဲ့ဟာကို train မယ်ကျွန်တော်ခုသုံးမဲ့ set ကတော့ old school set ဖြစ်တယ် hammer strength flat bench တွန်းတဲ့ set သုံးမှာပေါ့နော်အဲ့တော့ဒီကစားနည်းမှာကျွန်တော်အလေးတိုးသွားတာမလုပ်ဘူးလုံးဝ straight set ပဲသွားမှာဖြစ်တယ် let's go
ခုကျွန်တော်ဆက်ဆော့မှာက chest fly ဒီ chest fly ဆက်ကဆောင်းရမ်းမိုက်တယ်ဒါဒီ Olympia series ဒါ Olympia ကို sponsor ပေးတဲ့ကိုရီးယားနိုင်ငံက New Tech လို့ခေါ်တဲ့ကုမ္ပဏီကထုတ်တဲ့ fly set ဖြစ်တယ်ဘယ် fly set တွေနဲ့မှမတူဘူးတော်တော်မိုက်တယ် Olympia ပြိုင်နေတဲ့ IFE Pro တွေ Olympia အဆင့်တွေသုံးတဲ့ set ဖြစ်တယ် share ပဲပြီးတော့ဒီ set ကိုကြိုက်ရတဲ့အကြောင်းရင်းကဒီကျွန်တော်တို့နောက်ကျောအမီကို adjust လုပ်လိုက်ရတဲ့အရှိန်နောက်အဲ့လိုလုပ်ချင်းအရင်မဖြစ်တယ်ဆိုတော့ဒီကျွန်တော် chest ကိုဆွဲဆန့်ခြင်းဘယ်လောက်ဆွဲဆန့်လို့ရတယ်နော်ပြီးရင်လက်ကင်ဒီအရှိန်ကိုယ့်ရဲ့လက်အရှိတို့ပေါ်မူတည်ပြီးတော့အကုန် adjust လုပ်လို့ရတယ်ပြီးတော့ခုနနောက်ကခုံ adjust ပါအတွက်ကြောင့်ကျွန်တော်တို့ရင်ဘတ်ကိုဘယ်လောက်ထိဆွဲဖြဲခြင်းလဲဆိုတော့ deep stretch အောင်လည်းလုပ်လို့ရတယ်ပြီးတော့ long play လုပ်တဲ့အလေးပြထည့်ရတယ်ဆက်ဖြစ်တယ်ပြီးရင်ထိုင်ကုန်ကလည်း adjust လုပ်လို့ရတယ်အဲ့တော့ new tech ရဲ့ set တွေတော့များသူဒီ adjust လုပ်လို့ရအောင်အများကြီးလုပ်ပေးထားတယ်ဟိုကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ structure ပေါ်မူတည်ပြီးတော့အများကြီး adjust လုပ်လို့ရတယ်ပြီးတော့ဒီ set ကအရှိကိုသွားတာမဟုတ်ဘူးသူကလို့အပေါ်ကနေပြီးအောက်ကိုနည်းနည်းပို့သွားတဲ့ပုံစံဖြစ်တယ်တော်တော်လေးလဲ chest ကိုဆွဲဖြဲတဲ့ခံစားချက်ရတယ် okay let's go oh shit noအခုကျွန်တော်ဆက်ဆော့မှာ lateral raise ကစားနေဖြစ်တယ်ပေါ့နော်အခုကျွန်တော်ဆော့မဲ့ lateral raise ကိုကျွန်တော် Olympia တွေသုံးတယ် New Tech ကုမ္ပဏီကထုတ်တဲ့ standing lateral raise machine ကိုသုံးမှာဖြစ်တယ်အဲ့တော့ဒီဆက်ကမမိုက်လဲဆိုရင်တစ်ဖက်ချင်းသွားခြင်းရင်လည်းတစ်ဖက်ချင်းသွားလို့ရအောင် adjust လုပ်ပေးထားတဲ့ဟာတွေပါတယ်ပြီးရင်စုံရှိလဲဆော့လို့ရတယ်ပြီးရင်အောက်ကခြေနှင်းကို adjust လုပ်လို့ရတဲ့အတွက်ကြောင့်သူကကျွန်တော် back တွေလဲဆော့လို့ရတယ်ထားပါတော့ကျွန်တော်တော့စုံဒီကဆော့မှာဆိုတော့ standing lateral raise ပုံစံမျိုးပဲကျွန်တော်တောင်းမှာဖြစ်တယ်ပြီးရင် mic တစ်ချက်ကလက်ကင်မှာသူကလက်ဖက်မို့ကိုခံမိထားတဲ့ကောင်ပါလို့ကြောင့်လက်ဖြန့်ညောင်းလို့မနိုင်တော့ရင်လည်းအဆင်ပြေအောင်လုပ်ထားပေးတယ်ကျွန်တော်ဆောင်းမဲ့ပုံစံဒီ response time ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မနေ့တော့ရုပ်ကစင်ပြက်လေးဖြစ်မှာပေါ့နော်ဘာလို့ဆော့ရအရင်ပြိုင်းတဲ့ပုံစံမျိုး NSC အရင်ပြင်းတဲ့ပုံစံဆော့မှာဖြစ်တဲ့ကြောင့်မျက်နှာတော့ရှုပ်မှန်နေလိမ့်မယ် let's go Done. 1, 2, 3, 4, 5. Done. 1, 2, 3, 4. Done. Done. 1, 2, 3, 4. Done. 1, 2, 3, 4, 5. Oh. Share
share post ရဲ့နောက်ဆုံးအဆုံးသက်ကတော့ကျွန်တော်စုံနှောင်းတဲ့အဆုံးသက်မှာဖြစ်တယ်ဒီစုံနှောင်းကိုကျွန်တော် page မှာတင်မှုရဲ့ video တွေကစားနည်းအတိုင်းပဲကျွန်တော် training လုပ်မှာဖြစ်တယ်အဲ့တော့ let's go ဒီကစားနည်းကတုံတန်ကိုလိုက်ပြီးတော့ train လို့မရဘူးဗျာဘာလို့ဒီကစားနည်းမှာအခုံးဘယ်လိုထားမယ်ချက်တော့ဘယ်လိုနင်းမလဲဒီလက်ကိုဘယ်လိုပုံစံနဲ့တွားရမလဲအရင်ရေးကြည့်ရဲအဲ့တော့ဒီကစားနည်းဘယ်လိုဆော့မသိချင်ကျွန်တော် page မှာစုံနောက်တဲ့ကစားနည်းဆိုတင်ထားဖို့လေအဲ့တော့ဆက်ကြည့်ပေးပါအဲ့တော့ဒီကစားနည်းမှာ schedule ကိုရှေ့ကိုတွန်းလာမယ်ရှေ့ကိုတွန်းလာလက်သီးကိုရှေ့ကိုထိုးရရင်းနဲ့ဘေးကိုဒီအနေငယ်သွားမယ်အရေးကြီးတာကပြန်နောက်ကိုပြန်သွားတဲ့အချိန်မှာထိန်းပြီးတော့စုံနောက်ကိုဆွဲဆန့်သွားတဲ့ pattern ကလည်း diagonalအကျဉ်းကြီးများဖို့တော့လိုတယ်ပေါ့နော်ပိုစတီကတော့ဒီမှာလည်းကျွန်တော်တို့အဆုံးသက်ပြီးဖြစ်တယ်ကိုတက်တီးတန့်ဆွဲထားတဲ့ training program တွေနဲ့ခန္ဓာကိုယ်ကိုတိတိတတ်တာပြောင်းလဲမှုရကြတယ်ဆိုရင်ကျွန်တော်တို့ Burma Beat page ကိုဆက်သွယ်ပြီးတော့ online personal coaching ကိုဆက်သွယ်ဝယ်ယူလို့ရပါတယ်။တာမန်လူတွေကတော့တစ်လောက်ကို3သိန်းခွဲ3လ4သိန်းကြားတင်မှာဖြစ်ပြီးတော့ပြိုင်ပွဲဝင်တွေကတော့တစ်လောက်2သိန်းခွဲ3လ9သိန်းကြားတင်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့ကြောင့်အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းအားလုံးအတွက်အကျိုးရှိမဲ့ဗီဒီယိုများနဲ့ Burma Beat ပြန်လာပါမယ်။ I'll be back